ရှင် Knowledge Page ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်နှစ်စဉ်နှစ်တိုင်းအောက်တိုဘာလ31ရက်နေ့မှာကျင်းပနေကြဖြစ်တဲ့ Halloween နေ့ဖြစ်ပေါ်လာပုံကိုမျှဝေပေးသွားမှာဖြစ်ပါတယ် Halloween နေ့ဆိုတာကဘယ်ကနေပြီးတော့စတင်လာပါလဲ Halloween ရဲ့မူလအစကတော့Celticလူမျိုးတွေရဲ့ရှေးဟောင်းပွဲတော် Samhain ကနေပြီးတော့ဆင်းသက်လာတာဖြစ်ပါတယ်သူတို့တွေကယခုခေတ် Ireland, UK ပြင်သစ်မြောက်ပိုင်းတွေမှာနေထိုင်ခဲ့ကြပါတယ်သူတို့ရဲ့ပြက်ကလေးနေ့အရနိုဝင်ဘာ1ရက်နေ့ဟာနှစ်သစ်ရဲ့ပထမဦးဆုံးနေ့ဖြစ်ပြီးတော့အောက်တိုဘာ31ရက်နေ့ညဟာနွေရာသီပြီးဆုံးတဲ့နေ့ဆုံးမတွေတရေတွေဟာကဘာမြေပေါ်မှာလွတ်လပ်စွာလှည့်လည်တဲ့ညလို့ယုံကြည်ခဲ့ကြပါတယ်ဒါဆိုရင်ဘာကြောင့် Halloween ဆိုတာကျင်းပတာလဲနံပါတ်1အချက်ကတော့ဝိညာဉ်တွေကိုရှောင်တဲ့အနေနဲ့သူတို့တွေဟာဒီညတွေမှာအိမ်ပြင်ဘက်တွေမှာမီးတွေထွန်းညှိပြီးတော့ကြောက်စရာကောင်းတဲ့ဝတ်စုံတွေဝတ်ဆင်ပြီးတော့စိုးရုပ်တဲ့ဝိညာဉ်တွေကိုအရေးထင်အောင်လုပ်တတ်ကြပါတယ်ဒါမှတရေတွေကသူတို့လိုပဲထင်ပြီးတော့အထင်မြင်အောင်လို့ဝတ်ဆင်တာဖြစ်ပါတယ်နံပါတ်2အချက်ကတော့တည်ဆုံးသွားတဲ့သူတွေကိုဂါရဝပြုခြင်းဖြစ်ပါတယ်တည်ဆုံးသွားတဲ့ဆွေမျိုးတွေရဲ့ဝိညာဉ်တွေကိုပြန်လာမယ်လို့ယုံကြည်ကြပြီးတော့အဲ့ဒီဝိညာဉ်တွေအတွက်အစားအသောက်တွေနဲ့ခင်းကျင်းပြီးတော့ဖိတ်ခေါ်ကြတာဖြစ်ပါတယ်နံပါတ်3အချက်ကတော့နွေရာသီကုန်ဆုံးပြီးလို့စိုက်ပျိုးရိတ်သိမ်းခြင်းပြီးဆုံးတဲ့အထိမ်းအမှတ်ပွဲလည်းဖြစ်ပါတယ်ဒီနေ့ခေတ် Halloween တွေကဘလို့အသွင်ပြောင်းလာကြတာလဲအချိန်ကြာလာတဲ့အမျှ Halloween ဟာဘာသာရေးအရင်းခံမှုနဲ့ပါလာပြီးတော့ယဉ်ကျေးမှုပွဲတော်အဖြစ်သို့အသွင်ပြောင်းလဲလာပါတယ်ကလေးတွေရောလူကြီးတွေကပါကြောက်စရာကောင်းတဲ့စိတ်ကူးရင်စက်ကောင်တွေကလို့ဝစားစီရင်လာကြတယ် Trick or treating ကလေးတွေကအိမ်နီးနားချင်းအိမ်တွေကိုသွားပြီးတော့ Trick or treat ကြားလုံးမပေးရင်ပြဿနာလုပ်မယ်လို့អော်ပြီးတော့ကြားလုံးတောင်းကြပါတယ်ရွှေပြုံသီးလေးတွေကိုထွင်းပြီးတော့မီးထွန်းထားပြီးတော့မီးရင်အဖြစ်ပြုလုပ်ကြပါတယ် Ireland တိုင်းတစ်ခုဖြစ်တဲ့ Stingy Jack အကြောင်းကနေစတင်ခဲ့တာဖြစ်ပါတယ်တရေဆုံမွေပါပင့်ကူအိမ်စရာတွေနဲ့ကြောက်စရာကောင်းတဲ့ပုံစံတွေမျိုးစုံအလှဆင်လာကြပါတယ်ဒါအပြင် Halloween အစားအစာကဆိုရင်လူကြိုက်အရန်ကိုများပါတယ် Halloween နေ့ကတော့အောက်တိုဘာ31ရက်နေ့မှာကြာရောက်တာဖြစ်ပြီးတော့နိုဝင်ဘာ1ရက်နေ့မှာခရစ်ယာန်ဘုရားကျောင်းတွေမှာကျင်းပကြတဲ့ All Saints Day ရဲ့ရှေ့နေ့ညဖြစ်ပါတယ်အကျဉ်းချုပ်ဆိုရရင်တော့ Halloween ဟာရှေးခေတ်ကရာသီဥတုပြောင်းလဲခြင်းနဲ့ဝိညာဉ်များအကြောင်းကိုယုံကြည်မှုတွေကနေပြီးတော့စတင်ခဲ့ပြီးတော့ယခုခေတ်မှာတော့ကလေးတွေလူကြီးတွေအားလုံးဝတ်စားဆင်ရင်သာနဲ့ပျော်ရွှင်ကြတဲ့ယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်လာပါတယ်။သင်မှာရော Halloween နဲ့ပတ်သက်ပြီးတော့အမှတ်တရတစ်ခုရှိရဆိုရင် comment box မှာမျှဝေပေးခဲ့ပါဦးနော်။